ဦးဇင်းတို့လည်းတော်သားဆိုတော့ဆင်းရဲတာပေါ့ဗျာမြို့ရောက်တဲ့အခါမှာတက်ကြီးတွေကြီးတော်ချမ်းသာတဲ့ပုဂ္ဂိုလ်တွေပဲလို့အဲ့လိုအောင်းမိတယ်အခုသာသနာပေါ်ရောက်တော့တကယ်ချမ်းသာတဲ့တထေးအိမ်လဲသွားရောက်ဟိုမှာဆင်းရဲသားကြီးသွားတွေ့တာပဲဘာဖြစ်လို့လဲသွေးတိုးနေလို့သွေးတိုးနေတော့ဆံချမ်းကြီးစားနေရတယ်ဆင်းရဲလားချမ်းသာလားဟိုအစာရှောင်ကဒီအစာရှောင်ရတဲ့တထေးကြီးကောင်းကောင်းစားလားဆင်းရဲပြီးစားနေရစီးချိုနေလို့နော်တကြကင်းစားပြစ်နေလို့ပလင်းကြီးချိတ်လို့အဲ့ဒီလိုနဲ့အိမ်ကြီးကတော့ကြည်တည်ရှိပါတယ်ထိုအကျက်တည်ရှိတဲ့အိမ်ကြီးဆောက်ထားတဲ့တထေးကြီးကကြက်တည်မဲ့နေပြီအရင်တော့ကတော့ငါချမ်းသာတယ်ငါပြည်လေတယ်ဆိုပြီးတော့သာသနာကြောပြီးငါစီးပွားရေးဖြစ်ပြီးတာပဲဆိုအချိန်ဖြုံးပြီးနေခဲ့တာသေမင်းသားလဲကြတော့ထိုပုဂ္ဂိုလ်ဖြုံးခဲ့တဲ့အချိန်ကြီးတန်မိုးရှိသေးလားသူပိုင်တဲ့ယရနာတွေကသူ့ကိုကယ်သေးလားစိတ်နှုံးတွေပိုင်ဆိုင်တယ်ဆိုပြီးတော့စိတ်မှုတွေထောင်းတိုက်တော့ငြိမ်းချမ်းရဲ့လားစိတ်ပြည့်ကြီးနဲ့စိတ်နှကကြီးစိတ်ရွှေဆွဲကြိုးကြီးတွေနဲ့အရေးဖြော်တိုက်တော့ငြိမ်းချမ်းပါမလားဒေါ်လာတွေကြက်တွေဘီလီယံပေါင်းများစွာအုပ်ထားတော့ငြိမ်းချမ်းပါမလားသားတွေသမီးတွေရွှေတွေမျိုးတွေရောမျှခံလို့ရရဲ့လားဘာလုပ်လို့ရသေးလဲဘာမှလုပ်လို့မရတော့ဘူးငနဲ့သေပြီးတော့တိတိကြီးနဲ့ကယ်လို့မရတော့ဘူးမှတ်မိပြီလားအေးအဲ့ဒီလိုနဲ့နောက်သေလဲသေပြီးရောအိမ်ပေါ်မှာဆက်ရက်ထားသလားဘာဖြစ်လို့လဲကြက်တည်မရှိလို့ဘာဖြစ်လို့လဲမသိခင်တော့တရားချင်းမှဆိုတာနားတယ်ကြားတယ်ကြမ်းတယ်ပြင်းတယ်နဲ့ရှောက်ပြောနေတာပတ်စံရှိဖို့ပတ်စံရဖို့ပတ်စံမဲနောက်လိုက်နေတာအဲ့လိုလိုက်ပြီးတော့နေခဲ့တာနောက်ဆုံးတော့သူရှာတဲ့ပတ်စံကသူ့အတွက်ကာကွယ်လို့ရသေးလားစီယုံတင်တယ်ကာရငွေတို့ကြီးပိုက်ပြီးသွားတာဆရာကျွန်တော်တို့ကျမတို့မှာငွေပြီးရှိပါတယ်ဆရာတို့ငင်းညောင်လုပ်ပေးပါဟိုကလက်လက်တွေနဲ့စက်ကရိယာတွေနဲ့ဆွေးတွေနဲ့အမျိုးမျိုးသေမင်းနဲ့စိတ်ခင်းတာနောက်ဆုံးတော့ပါပြီလေကျွန်တော်တို့မတတ်နိုင်တော့ပါဘူးတတ်နိုင်သေးလားအဲ့ကြတော့မျက်နှာငယ်လေးနဲ့ဟုတ်ပြီလားတခါတည်းယမမင်းနဲ့အစိတ်ခံလို့ဆေးစာဘာထွက်လာမလဲဟဲ့ဆရာဝန်ကဘာပြောသေးလဲဟဲ့နဲ့ကြောက်ကြောက်လန့်လန့်နဲ့မနေရဘူးလားအေးအရင်တော့ကမကြောက်မလန့်မင်းနဲ့ငါရှိဖို့ငါပြည့်စုံဖို့ငါချမ်းသာဖို့ငါဂုဏ်ရှိဖို့ဆိုပြီးတော့ငြိမ်းချမ်းမယ်ထင်တဲ့စိတ်ကလေးကသေတော့ငြိမ်းချမ်းသေးရဲ့လားအရင်တော့ကသားတွေသမီးတွေရွှေတွေမျိုးတွေဥစ္စာတွေနဲ့ကျေနပ်တဲ့ပုဂ္ဂိုလ်ဟာအခုတော့သေကံဤတော့သူ့ကိုယ်သူကျေနပ်မှုတွေရှိသေးလားဝမ်းမြောက်မှုတွေလည်းမရှိတော့ဘဲနဲ့ဆုံးနေပြီးတော့ဆင်းရဲနေပြီခင်ဗျားတို့ဒီရပုဂ္ဂိုလ်တွေလွတ်မလားတဲနဲ့နေတဲ့ဆင်းရဲတယ်ဆိုပြီးနဲ့ဆေးုံရောက်တော့လဲဆင်းရဲပါတယ်တိုက်နဲ့နေတာချမ်းသာတယ်ဆိုပြီးနဲ့ဆေးုံရောက်တော့ပါဖြစ်တယ်လေအကုန်လုံးဆင်းရဲသားတွေကြီးပါပဲသဘောပေါက်ပြီလားအဲ့တော့ဒုဒကာရမတွေဘာအရေးကြီးတယ်လဲစိန်မုံကြီးရွှေဘုံကြီးတိုက်ကြီးဘုံကြီးမဖြစ်မနေရဖို့အရေးကြီးသလားသေနီးတတ်ဖို့အရေးကြီးသလားခင်ဗျားတို့တတ်ပြီလား